သေးကွဲတယ်ဆိုတာတော်တော်များများကြုံဖူးကြမှာပါအချီရီတစ်ခုပြီးသွားတဲ့အခါမှာခန်းစားရတဲ့ဝမ်းနည်းမှုကတကယ်ကိုနှက်ဆိုင်ပြီးတော့ဘလို့ကင်တွယ်ရမလဲဆိုတာတကယ်ကိုခေါင်းခဲရတဲ့ကိစ္စတစ်ခုပဲဆိုတော့လေဒီနေ့မှာတော့ဒီလိုအခြေအနေမျိုးကိုကြော်ဖြတ်လိုက်ဖို့အတွက်တကယ်လက်တွေ့ကြတဲ့နီလန်းကောင်းလေးတွေကိုအတူတူလေ့လာကြည့်ကြရအောင်ဒီအကြောင်းအရာကိုစဖို့အတွက် Regiment တွေ့ခဲ့တဲ့မိခွန်းလေးတစ်ခုနဲ့အစာဖြူချင်ပါတယ်။မိခွန်းကတော့ကိုချစ်ရတဲ့သူနဲ့အတူရှိခွင့်မရတော့ဘူးဆိုတဲ့အတိအကျဖြစ်လာတဲ့ဝမ်းနည်းမှုကိုဘယ်လိုဖြေရှင်းကြသလဲတဲ့။တော်တော်လေးကိုချစ်ရှည်စေတဲ့မိခွန်းနော်။ဒါကလူတော်တော်များများရဲ့ရင်ထဲမှာရှိနေတဲ့မိခွန်းတစ်ခုဖြစ်မှသိကြသလောက်ပါပဲ။ဒီမိခွန်းကိုအခြေခံပြီးတော့ပဲကျွန်တော်တို့ရှစ်ဆက်လေ့လာသွားကြပါမယ်။အဲ့ဒီမိခွန်းအောက်မှာဝင်ရေးထားတဲ့ comment တစ်ခုကတကယ်ကိုရင်ထဲရောက်တယ်။သူကဘာပြောလဲဆိုတော့ဒါကတကယ်ခက်ခဲပါတယ်။အကြံဉာဏ်တော့မပြီးတတ်ပေမဲ့တယောက်တည်းမဟုတ်ဘူးဆိုတာကိုတော့သိစေချင်ပါတယ်တဲ့ဟုတ်တယ်မလားတခါလေမှာအကြံဉာဏ်တဲ့ထက်ဒီလိုမျိုးခမားတယောက်တည်းမဟုတ်ဘူးဆိုရစကားတစ်ခွန်းကတကယ်ကိုအားဖြစ်စေတာအထီးကျဆန်တဲ့ခံစားချက်ကိုအများကြီးသက်သာစေတယ်လေကဲပထမဆုံးအပိုင်းအနေနဲ့ဆွလို့ရခြင်းရဲ့ဝမ်းနည်းမှုအကြောင်းကိုကြည့်လိုက်ကြအောင်ဆိုလိုတာကဒီနာကျင်မှုကိုကြော်လွှားဖို့ပထမဆုံးလုပ်ရမှာကအဲ့ဒီနာကျင်မှုကိုအပြည့်အဝအသိမပြုဖို့ပါပဲကိုခန်းစားခွင့်ပေးဖို့ပေါ့တကယ်တော့လေဒီလိုအချိန်မှာခန်းစားရတဲ့ခန်းစားချက်တွေကလူတိုင်းနှိပါအတူတူပါပဲဥပမာကိုဘာသာကိုအပြစ်တင်မနေပဲငိုချင်ငိုချလိုက်တာမျိုးပြီးတော့လက်တွေ့မှာမဟုတ်မှန်းသိပေမဲ့စိတ်ကူးလက်မှာပဲပိုက်မိနေလို့ခန်းစားရတာတချို့ကြောက်လဲအလုပ်တွေចောင်းစာတွေမှာပဲအာယုံလဲပဲနင်းမြုပ်ချလိုက်ကြတယ်တကယ်တော့လေဖြောစရာလေးတွေရှိနေရင်နဲ့တပြိုင်နက်တည်းမှာပဲအသေးခွဲတဲ့ဝမ်းနည်းမှုကိုခန်းစားနေတာမျိုးလဲဖြစ်နိုင်တယ်ခန်းစားချက်တွေကိုခြားရဖို့ diary ရေးတာတော့ဒါမှမဟုတ်ဘာမှကိုမဟုတ်ဘူးဒါကဝမ်းနည်းစရာပဲဆိုရရိုးရိုးရှင်းရှင်းခန်းစားချက်မျိုးလို့ပေါ့ဒီလိုခန်းစားချက်တရားလုံးကပုံမှန်ပဲဆိုတာကိုလက်ခံဖို့အများကြီးကြီးပါ Okay အခုဆိုရင်ကိုယ့်ရဲ့နာကျင်မှုကိုအတိအမဲ့ပြုပြီးခန်းစားခွင့်ပေးပြီးနောက်ကစင်ကပါလေအဲ့ဒါကတော့ဒီနာကျင်မှုကိုစွမ်းအားဖြင့်ပြောင်းလဲပစ်ဖို့ပါပဲဒါကတကယ်ကိုအရေးကြီးတဲ့အလက်ပြောင်းလဲတစ်ခုနော်ဝမ်းနည်းမှုထဲမှာနေနေမဲ့အစားတက်ကြွနေကုစားခြင်းဘက်ကိုဥတီသွားတဲ့အဆင့်ပေါ့ဒီနေရာမှာ therapy in a nutshell ကပြောထားတဲ့စကားတစ်ခွန်းကတော်တော်လေးစဉ်းစားစရာကောင်းတယ်။သူကနောင်တဆိုတာတူတလဲနဲ့တူတယ်တဲ့။အဲ့ဒီတူနဲ့ကိုပြန်ထုပြီးနာကျင်အောင်လုပ်လို့ရတယ်လို့ကိုလိုချင်တဲ့ဘဝကိုတိဆောက်ဖို့လည်းအသုံးချလို့ရတယ်တဲ့။တကယ်လာတဲ့ဥပမာလေးနော်။အဲ့ဒီစွာရင်ကိုဘယ်လိုသုံးမလဲဆိုတာကကိုလက်ထဲမှာပဲရှိတာ။ဆိုတော့အဓိကအချက်ကဒါပဲ။နောင်တဆိုတာအတိတ်မှာကြံထဲတဲ့ຢာမဟုတ်ဘူး။အခုဒီလက်ရှိအချိန်မှာတကယ်တည်ရှိနေတဲ့စွမ်းရင်တစ်ခုပဲ။အဲ့ဒါကိုအတိတ်ကအမားဆိုပြီးနာချင်နေမဲ့စားအခုပြစ်စုပါမှာကိုဘဝကိုအတိတ်ပြန်တိဆောက်ဖို့အတွက်အတုံးချလို့ရတဲ့လောင်စာတစ်ခုလို့သဘောထားဖို့ပါပဲဒီမှာကြည့်လိုက်ရင်ရှင်းရှင်းလင်းလင်းမြင်ရပါလိမ့်မယ်အဲ့ဒီစိတ်ခံစားမှုစွမ်းရည်ကိုအတွင်းဘက်ကိုပဲလှည့်ထားမယ်ဆိုရင်ဘာဖြစ်မလဲအတွေးလောင်မယ်အကူအညီမဲ့တို့လိုခံစားရမယ်ဘာလို့ကြိုးစားရမှာလဲဆိုပြီးဖြစ်သွားမယ်ဒါပေမဲ့အဲ့ဒီစွမ်းရည်ကိုပဲပြင်ဘက်ကိုလှည့်လိုက်မယ်ဆိုရင်ရောကိုလိုချင်တဲ့ဘဝကိုတိဆောက်လို့ရတယ်လက်တွေ့လူဆောင်လို့ရတယ်အဲ့ဒီစွမ်းရင်ကိုအကျိုးရှိရှိအသုံးချလို့ရသွားပြီရွေးချယ်မှုကတကယ်ကိုကွာခြားတော့တာနော်ကဲစိတ်ပိုင်းဆိုင်ရာပြင်ဆင်ပေးပြီးဆိုတော့လက်တွေ့လူဆောင်ရမယ့်အပိုင်းကိုတွားကြည့်ကြအောင်ဒါကိုကူစားခြင်းအတွက်ကိရိယာအစုံဒါမှမဟုတ်တူးခစ်တစ်ခုလို့ပြောလို့ရတာပေါ့ Reddit မှာ Christy AC ဆိုတဲ့ user တယောက်ကတကယ်ကောင်းတဲ့အဆင့်၄ဆင့်ပါအစီအစဉ်တစ်ခုကိုမျှဝေထားတယ်နံပါတ်1အဆက်တွေဖြတ်ပါတယ်သူတို့ကိုကောင်းဖို့ဆူတောင်းပေးလိုက်ဒါပေမဲ့ကိုယ်ခန်းစားချက်တွေကြောင့်သူတို့ဘဝထဲမှာဆက်မရှိနိုင်တော့ဘူးလို့ဖြတ်တာပြောပါရေရှည်မှာဒါကညောင်းလုံးတော့ပိုကောင်းတယ်နံပါတ်2ကကိုယ့်ဘဝကိုအပိုင်းလေးခွဲခြားလိုက်ဥပမာစာရွက်တရက်ပေါ်မှာဝါသနာအလုပ်ကျမ်းမာရေးတငယ်ချင်းမိသားစုစသဖြင့်ခေါင်းစဉ်တွေခွဲရေးနံပါတ်3ကအဲ့ဒီခေါင်းစဉ်တစ်ခုချင်းစီအောင်မှာတိကျပြီးလုံးလို့ရတဲ့ပန်းတိုင်လေးတွေခြားရေးပါနောက်ဆုံးနံပါတ်4ကတော့အရေးစွန့်ပြီးတစ်ခုခုလုပ်ချိလိုက်ပါတယ်အရင်ကဆိုလုံးမမဟုတ်တဲ့အရာမျိုးပေါ့ဥပမာလင်းပိုင်နေနဲ့လှုပ်သင်စင်တာမျိုးတို့ဘာတော့စိတ်လှုပ်ရှားစရာတစ်ခုခုပေါ့ဒါကကိုဘဝကိုအသစ်ပြန်စားဖို့လမ်းပြမေးပုံကောင်းတစ်ခုပါပဲအဲ့ဒီအစည်းအဝေးအပြင်တခြားသူတွေမျှဝေထားတဲ့နောက်ထပ်နီလန်ကောင်းလေးတွေလည်းရှိပါသေးတယ်အဓိကကတော့ကို့မှာရှိတဲ့စွမ်းရည်တွေအတွေးတွေကိုကိုပုံမှာပဲအပြည့်အဝပြန်သုံးဖို့ပါပဲ no contact rule ကိုသုံးပါလုံးဝစာမပို့နဲ့ပြီးတော့ကိုယ်ခန္ဓာကိုယ်ကိုအာရုံစိုက်ပါကျင်ထွားတာဖြစ်လမ်းထွက်လျှောက်တာဖြစ်ပေါ့စာရေးတာတို့ခရီးသွားတာတို့လိုဖန်တီးမှုပိုင်းဆိုင်ရာပန်းနိုင်တီထားကြည့်ပါတခါတည်းကျရင်လည်းအဲ့ဒီဆက်ဆံရေးရဲ့မကောင်းတဲ့အချက်တွေအစိတ်အတောက်ဖြစ်ခဲ့တဲ့အပိုင်းတွေကိုကိုပြန်တတိပေးဖို့လိုပါတယ်အရေးကြီးဆုံးကတော့ကိုယုံကြည်ရတဲ့တငယ်ချင်းမိသားစုတွေကိုအားကိုးဖို့ပါပဲအခုထိကတော့လက်တွေ့လှုပ်ဆောင်ရမယ့်အပိုင်းတွေပေါ့နော်နောက်ထပ်စိတ်ဝင်စားစရာကောင်းတာတစ်ခုကတော့ကျွန်တော်တို့ရဲ့ဦးနောက်ကိုလေ့ကျင့်ပေးပြီးမကောင်းတဲ့အမတ်တရားတွေရဲ့နာကျင်မှုကို
ရှော့ချဲ့နိုင်တဲ့တီးပြန်နီးကြနီလန်တစ်ခုရှိနေတာပါပဲအနာဂတ်ကိုအာယုံစိုက်ဖို့အတွက်အတိတ်ကိုဘယ်လိုကိုင်းတွင်မလဲချိကြရအောင် ဟုတ်ပါတယ်။ Illinois တက္ကသိုလ်ကသူဒေသတွေကတကယ်ရိုးရှင်းတဲ့နီလန်တစ်ခုကိုတွေ့ထားတယ်။မကောင်းတဲ့အမတ်ရတစ်ခုကိုပြန်တွေးလိုက်တဲ့အခါမှာခံစားရတဲ့နာကျင်မှုကိုရှော့ချနိုင်တဲ့နီလန်ပါ။အဓိက idea ကအဲ့ဒီအဖြစ်ပြက်ချက်ကိုခံစားချက်အဖြစ်နဲ့ပြန်ဝင်သွားမယ့်အစားအပြင်ကနေလေးလာသူတယောက်လိုရှုမြင့်တက်အောင်ဦးနောက်ကိုလေ့ကျင့်ပေးတာပါပဲ ဒါကိုဘယ်လိုရောရမလဲဆိုတော့ဒီလိုပါအမတ်တရားတစ်ခုကိုပြန်တွေးတဲ့အခါမှာငါဟာအဲ့ဒီတုန်းကအရန်ဝမ်းနေခဲ့တာပဲငါအရန်ရှက်ခဲ့တာပဲဆိုပြီးခံစားချက်ကိုအဓိကမထားပဲပဝန်းကျင်အခြေအနေကိုအာရုံစိုက်လိုက်တာပါဥပမာအဲ့ဒီတုန်းကတငယ်ချင်းတစ်ယောက်ရှိနေခဲ့တယ်ရာဒီဥတုကတော်တော်အေးတယ်ငါအပြည့်ရောင်ကုန်အင်ဂျီဝတ်ထားခဲ့တာဆိုတာမျိုးပေါ့ခံစားချက်မဟုတ်တဲ့အချက်လက်တွေကိုပြင်ဆင်စားလိုက်တာပါ ဘာလို့ဒီနီလန်ကအလုပ်ဖြစ်ရတာလဲသူတေသနာကိုဦးဆောင်ခဲ့တဲ့ Florindo Coast ကရှင်းပြထားတာကတော့ကျွန်တော်တို့ကတခြားအသေးစိတ်ချက်လက်တွေထဲကိုစိတ်နဲ့လိုက်တာနဲ့ဦးနောက်ကအာယုံပြောင်းသွားပြီးတခြားအရာတစ်ခုစီရောက်သွားတယ်တဲ့အဲ့ဒီအခါမှာမကောင်းတဲ့စိတ်ခံစားချက်တွေကိုအရင်လိုအာယုံစိုက်မနေတော့ဘူးပေါ့တကယ်တော့ဦးနောက်ကို trick လုပ်လိုက်တာနဲ့တူတူပါပဲ ကဲနောက်ဆုံးအပိုင်းကတော့ဒီခရီးတစ်ခုလုံးရဲ့အလားပါဆုံးအားရှိဆုံးအပိုင်းလို့ပြောလို့ရပါတယ်အဲ့ဒါကတော့ကြီးထွားဖွံ့ဖြိုးမှုအတွက်အလားပါပဲဆိုတော့ကဒီလိုနာကျင်မှုကကျွန်တော်တို့ကိုဖျက်ဆီးပစ်ဖို့မဟုတ်ပဲအရင်ကထက်ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာဖို့အတွက်တွန်းအားတစ်ခုဖြစ်နိုင်နေဆိုတဲ့အချက်ပါပဲ ဒီနေရာမှာစိတ်ပညာမှာသုံးတဲ့စကားလုံးတစ်ခုရှိပါတယ် post traumatic growth PTG လို့ခေါ်ပါတယ်စိတ်ကြံရာတစ်ခုခုရပြီးတဲ့နောက်မှာဖြစ်လာတဲ့ကြီးထွားမှုပေါ့ဒါကဘာကိုဆိုလို့လဲဆိုတော့ခက်ခဲတဲ့အဖြစ်အပျက်တစ်ခုခုကိုဖျက်ဆီးပေးသွားတဲ့အခါကဘာကြီးကိုမြင်တဲ့အမြင်ခံစားဖို့ဆက်ဆံပုံတွေမှာအကောင်ဘက်ကိုတိတိတတ်တာပြောင်းလဲလာတဲ့ဖြစ်စဉ်တစ်ခုကိုပြောတာပါဒါဆိုရင်ဘယ်လိုမျိုးချီထွားမှုတွေဖြစ်လာနိုင်လဲဥပမာဘဝကိုအရင်ကထက်ပိုပြီးတန်ဖိုးထားတတ်လာတာမျိုးကိုဘေးနားကလူတွေနဲ့ဆက်ဆံရေးကပိုပြီးနှွေးထွေးပိုပြီးခိုင်မာလာတာကိုအရင်ကထက်ပိုပြီးအားရှိတယ်တာမာတယ်လို့ခံစားလာတာအခွင့်အလမ်းအသက်တွေဖြစ်နိုင်ကြီးအသက်တွေကိုရှာဖွေတွေ့ရှိလာတာပြီးတော့ဖန်တီးနိုင်စွမ်းတွေပျော်ပျော်နေတတ်တဲ့စိတ်တွေပိုပြီးတိုးတက်လာတာမျိုးပေါ့ဒါတွေအလုံးကနာကျင်မှုကနေရလာတဲ့အဖိုးတန်တဲ့လက်ဆောင်တွေလို့တောင်ပြောလို့ရပါတယ် ဒီအကြောင်းအရာကို Reddit က user တယောက်ရဲ့စကားလေးနဲ့ပုံဖော်ကြည့်အောင်သူကပြောတယ်ကျမတို့ကိုအဝေးကနေအမြဲချစ်နေမှာပါဒါပေမဲ့ကျမတို့ရဲ့အချစ်ဟာယူတီကိုကြော်လွန်ပြီးအချိန်နဲ့အကွာအဝေးကိုဖျက်ကျော်နိုင်ပေမဲ့ကျမကိုဒါမှမဟုတ်သူ့ကိုဆုံးရှုံးပြီးနောက်ကျမရနိုင်တဲ့ဘဝကိုတော့မဖြစ်စီစေရဘူးလို့ဆုံးဖြတ်ခဲ့တဲ့တကယ်ကိုလေးစားစရာကောင်းတဲ့စိတ်ဓာတ်ပါပဲအချစ်ကိုမမေ့ပစ်ပဲဆုံးရှုံးမှုကိုလက်ခံပြီးအဲ့ဒီအရာတွေနဲ့အတူတူဘဝကိုအတိတ်ပဲရှိရှိရှေ့ဆက်ဆောင်လန်းသွားနိုင်တယ်ဆိုရင်အားတက်စရာဥပမာကောင်းတစ်ခုပါပဲ ဒီအကြောင်းအရာကိုအဆုံးသတ်အနေနဲ့စကားပုံလေးတစ်ခုနဲ့ညီကုန်းချုပ်ချင်ပါတယ်တစ်ပင်တစ်ပင်စိုက်ဖို့အကောင်းဆုံးအချိန်ကလွန်ခဲ့တဲ့နှစ်40တုန်းကပါဒုတိယအကောင်းဆုံးအချိန်ကတော့အခုပါပဲတဲ့ဟုတ်ပါတယ်အတိတ်ကိုပြန်ပြင်လို့မရတော့ပေမဲ့အနာဂတ်ကိုတော့အခုကစပြီးတည်ဆောက်လို့ရပါတယ်ဒီနေ့ကစပြီးကိုဘွားအတွက်ဘလို့အပင်တစ်လေးတစ်ပင်ကိုစိုက်ပျိုးကြမလဲဆိုတာကတော့ကိုယ်တိုင်ပဲဆုံးဖြတ်ရမယ့်မေခွန်းတစ်ခုဖြစ်ပါတယ်